ကိုမသိတဲ့ဒီဇိုင်းတွေစီကိုကိုယ့်ရဲ့ဓာတ်ပုံတွေ file တွေမှားပို့မိတာမျိုးကြုံဖူးလားအရင်ကကျွန်တော်တို့ airdrop နဲ့ဒါ file တွေဓာတ်ပုံတွေ sharing လုပ်တဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒီ receive on off လုပ်တာနောက်ပြီးတော့ content ထဲမှာမှတ်ထားတဲ့သူတွေနဲ့ပဲ sharing လုပ်လို့ရတာ everyone for 10 minutes လို့မျိုး option တွေနဲ့ပဲကျွန်တော်တို့ကိုလို့ရခဲ့တာပါအခု iOS 26.2 မှာကတော့တစ်ခါ3ကုတ်နံပါတ်နဲ့မှ sharing လုပ်လို့ရမယ် one time airdrop ကုတ်ဆိုတဲ့ function အသစ်ကလေးပါဝင်လာပါတယ်ဒီ function လေးကမသိတဲ့သူတွေစီကို sharing မလုပ်မိအောင်ကိုပို့ချင်တဲ့သူတွေစီကိုအတိအကျရအောင်ကူညီပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ privacy ကိုစိတ်ချလက်ချ control လုပ်ထားနိုင်မှာပါဆိုတော့ဘယ်လိုမျိုးသုံးရမလဲဆိုတာကိုပြောပြပေးပါမယ်ပထမဆုံး sharing လုပ်မဲ့ဖုန်းတစ်ခုမှာ airdrop everyone for 10 minutes ကိုဖွင့်ထားဖို့လိုပါမယ်ဒါဆိုကိုဖုန်းကနေပို့ခြင်းတဲ့ file ကိုနှိပ်ညလေးကိုရွေးနောက်ပြီး airdrop ဆိုတာလေးကိုရွေးပြီးရင်တော့ကိုပို့မဲ့ device name ကိုရွေးလိုက်ပါဟိုဘက်ဖုန်းမှာကြာလာတဲ့ကုတ်နံပါတ်လေးကိုကိုယ့်ရဲ့ဖုန်းမှာရိုက်ထည့်ပေးပါဒါဆိုရင် airdrop content အနေနဲ့ဖုန်းထဲမှာရက်30အထိမှတ်ထားပေးမှာဖြစ်ပါတယ်အဲ့တော့ဘယ်အချိန်ပြန်ချိတ်ချဲ user name နဲ့အလွယ်တကူရှာနိုင်မှာပါ content မှတ်ထားတာကိုကြည့်ဖို့ဆိုရင် setting ထဲကိုဝင်general ထဲက airdrop မှာ manage known airdrop content ဆိုတာကိုနှိပ်ပါပြီးရင်ကိုနဲ့ချိတ်ထားတဲ့ user name ကိုရွေးပြီးရင်တော့ create new content ဆိုပြီး content မှာမှတ်နိုင်တယ်လို့အကယ်၍ကိုကရက်30မပြည့်ခင် content မှတ်ထားတာကိုဖြတ်ပစ်ချင်တယ်ဆိုရင် forget this person ကိုရွေးလို့ရပါတယ်ဒါဆိုရင်လုံခြုံစိတ်ချရတဲ့ one time airdrop ကိုသုံးပြီးဓာတ်ပုံတွေ file တွေကိုလွယ်လွယ်ကူကူ sharing လုပ်လိုက်တော့ဗျာ